John Cena ဟာ Make-A-Wish Foundation ကနေကလေးတွေရဲ့စန္ဒကိုအကျဉ်အများဆုံးပြည့်စုံပေးနိုင်ခဲ့တဲ့စံချိန်တင်သူတူပါသူပြည့်စုံပေးခဲ့တဲ့စန္ဒပေါင်းက650ကျော်ရှိပြီးသားပါဒီလုပ်ငန်းထဲမှာနှစ်ပေါင်းများစွာပါဝင်လာခဲ့တဲ့သူဟာပြင်းထန်တဲ့ယောဂါတွေနဲ့ရင်ဆိုင်နေရတဲ့ကလေးငယ်တွေရဲ့အစန္ဒကိုဖြည့်ဆည်းပေးဖို့အများဆုံးတောင်းဆိုခံရတဲ့အမှုပညာရှင်တွေထဲမှာတဦးအဖြစ်ရပ်တည်နေစေပါတကယ်တမ်းဆိုရရင်ဒီ foundation ရဲ့တမိုင်းတစ်လျှောက်မှာစန္ဒပေါင်း200ကိုကျော်ပြီးဖြည့်ဆည်းပေးနိုင်ခဲ့တဲ့ပုံကူတဦးတွေကသူ့ပဲရှိပါတယ်ဒါကသူ့ရဲ့စိတ်ဆွဲမြဲခံနိုင်ကြီးဟာတဦးတစ်ယောက်ကမှမရှင်းနိုင်အောင်ထူးခဲ့တယ်ဆိုတာကိုပြသနေပါတယ်သူ့ရဲ့လူရဟာ foundation ပွဲတစ်ခုမှာခေတ္တလောက်ပေါ်လာရုံများတတ်မဟုတ်ပါဘူးသူဟာကလေးတိုင်းနဲ့ပုံမှန်အမြဲတမ်းထိတွေ့ဆက်သွယ်ပြီးစစ်မှန်တဲ့နှလုံးသားချင်းဆက်ဆက်မှုကိုပါဖန်တီးပေးနိုင်ခဲ့တယ်အဲ့ဒါကြောင့်ပဲဂျွန်စီနာဟာကိုယ့်ရဲ့ကြော်ကြားမှုကိုအသုံးချပြီးလက်တွေ့ဘဝမှာအတိတ်ပဲရှိတဲ့အပြောင်းလဲတွေဖန်တီးနိုင်လေဆိုတဲ့စံနမူနာကောင်းတစ်ခုဖြစ်လာခဲ့ပါတယ်